အားလုံးပဲမင်္ဂလာပါရှင်။တုတ္တရီကျူရှင်နယ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖတ်ပြပေးမှာကတော့စာရေးဆရာမခင်ထူးရေးသားထားတဲ့လွန်ကျိုးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်။ဒီတညလုံးကျမမအိပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။ကျမရဲ့မျက်လုံးအိမ်တွေဟာအနီရောင်ပင့်ကူမြင်တွေလိုသွေးတွတ်တွေထနေပြီ။မျက်ရည်ဆိုတာလည်းမရှိတော့ဘူးထင်ပါရဲ့။မိုးရလုံးလို့မျက်နှာတစ်ပြင်လုံးလဲအစ်ပြီးလေချောင်းဝမှာကတစ်ဆိုလိုလေ။ဖိတ်တဝက်စင်တဝက်လာရောင်အောက်မှာငြိမ်သက်နေတဲ့လူလောကကြီးကိုကျမအပီးတိုင်ဆွန့်ခွာရတော့မယ်။အိပ်ဆက်နေတဲ့ညရဲ့ချုံလာအောက်မှာနှလုံးခုန်နေတဲ့လူသားတွေဘလောက်များများရှိနေသလဲ။ကျမရဲ့သေးငယ်ချင်းမြောင်းလာတဲ့ကဘာလေးထဲမှာတော့ကျမအပါအဝင်နှလုံးခုန်လူသား၄ယောက်ရှိလေရဲ့။ကျမအနာမှာအိပ်ဆက်နေကြတဲ့ကျမရဲ့ဘဝပေါ်လူသား၃ယောက်ကိုကျမမသိခင်အားရပါရကြည်ကျင်လာမိတယ်။အဖြူရောင်လွင့်ပြဲနေတဲ့ခြေနှောင်ထဲမှာကျမသားနဲ့သမီးကအိပ်ပျော်လို့အပြစ်ကင်းစင်တဲ့ကလေးတွေရဲ့နှလုံးသားမှာအယောင်တွေစွန့်ထင်သွားကြပြီလား။ကျမမစင်စားချင်ဘူး။မငိုချိုက်မိစေဖို့ကျမအားတင်းထားစေမှာပဲသမီးကြီးကရောင်ရမ်းတန်တွေဘလုံးပထွေးနဲ့တစ်ဖက်ကိုလှိမ့်လိုက်တော့တာကလေးကလန့်သွားတဲ့ထင်ပါရဲ့ရှင်ဘက်ပေါ်ကလက်ကလေးစက်ခနဲ့ကြွားသွားတယ်။ရှေ့ရင်းမှာပုံချထားတဲ့ဆောင်းပိုင်းလေးကိုဆွဲယူပြီးကလေးတွေပေါ်ရှုံပေးလိုက်ပြီးတော့ခြေနှောင်ကိုတာကလေးမလို့ကျမအပြင်ကိုထွက်လိုက်တယ်။ကျမတစ်သက်လုံးဦးစားပေးလုပ်နေကြခြေထုကြီးတစ်ချောင်းကိုညာဘက်ရှောက်မှာဆွလိုက်တယ်။ကျမဟာလူသားဘဝကိုမှားယွင်းစွာရောက်လာခဲ့တဲ့သူပါ။ကျမရဲ့မွေးရပါရှိတစ်ဖက်ပါမလာမှုကကျမဘဝကိုအယုတ်ဆိုးအကြီးတန်းစေရုံမကကျမရဲ့နှလုံးသွေးတွေကိုပါတစ်ဆက်ချင်းဖောက်ထုတ်နေတော့တာပါလား။ကျမဟာကျမရဲ့မိမသားဘဝကိုမျက်နှိုးတန်ဖိုးထားခဲ့သူပါ။မိမသားတစ်ယောက်အနေနဲ့ရိုးသားပြီးစိတ်နှလုံးနူးညံ့နေရင်ဘဝကိုရဲရင်ဆိုင်ဆုံးဖြတ်လောက်ကင်ဝင်နဲ့တတ်သိရှိခဲ့ရင်နေပျော်စရာဘဝတစ်ခုကိုရနိုင်မယ်လို့ထင်ခဲ့မိတယ်။တစ်ချိန်မှာထင်မြင်ချက်တွေပြောင်းသွားလိမ့်မယ်လို့ဘယ်တော့မှမတွေးတောခဲ့ပါဘူး။ကျမရဲ့တတ်သိတွေကိုတေမင်းရဲ့လက်ထဲဝက်ကွက်အပ်လိုက်ဖို့ဘလို့မှမစင်စားမိခဲ့ပါဘူး။မိုက်မဲလွန်းတဲ့ကျမလေးအခုတော့လူဘဝကိုဒီတညသာနောက်ဆုံးအဖြစ်ရှိနေဖို့ဆုံးဖြတ်လိုက်ပြီ။တစ်စက်နဲ့အစွန်းကတန်လျာလေးပေါ်မှာအိမ်မောကြနေတဲ့ကျမယောက်ျားစီကိုရှောက်သွားမိတယ်။ကျမရဲ့တစ်သက်လုံးအလေးအကျင့်အရာရှေ့တူးရဲ့အတန်ကိုမကြားရအောင်ခပ်ဖွားဖွားကလေးရှောက်ရတာပေါ့။တန်လျာစီရောက်တော့ကျိုးပြက်လူစဲဘောင်တန်းကိုလက်မကင်ပြီးဖို့ထိန်းလိုက်ရတယ်။ကျမယောက်ျားခင်ဗျာတနေ့ကောင်ပင်မချလို့ထင်ပါရဲ့။တစ်ဆက်ဟောင်းလောင်းပွင့်ပြီးအိပ်ပျော်နေလိုက်တာ။သူ့ကိုယ်ပေါ်မှာလဲရှင်တွေကတဝီဝီမီလို့ရှေ့လျားတဲ့သူ့ရဲ့အရက်အမောင်းနဲ့မဆန့်တဲ့တန်းလျားပေါ်မှာရှေ့နှစ်ချောင်းကတွေ့လောင်ကြလို့ဆောင်းကလေးရှုံပေးခြင်းပင်ပဲသူ့နိုးသွားမှာကျမဆိုတယ်။သူ့ထိတ်လန့်သွားမှာကျမဆိုတယ်။ကျမလေးသူ့ကိုတိတ်လေးစားတယ်။တိတ်ချစ်တယ်။ရှေ့တစ်ဖက်မပါမှန်းသိရနဲ့ကျမကိုစုံမမတ်လက်ထပ်ပေါင်းတင်ချတဲ့လင်းယောက်ျားလေးကျမမချစ်ပဲနေပါမလား။သူ့မိဘဆွေမျိုးအတိုင်းဝိုင်းနေတားမြစ်ကန့်ကွက်ကြတဲ့ကြားကကျမကိုစွတ်အတင်းလက်ထပ်ယူခဲ့တာလေကျမညင်းဆန်တဲ့ကြားကကျမရဲ့လှပတဲ့မျက်နှာကလေးကိုမျက်နှိုးတွေ့တာစွာရှိခဲ့ကြတယ်အယုတ်ဆိုးအကြီးကျယ်လာတဲ့ခြေတူကြီးနဲ့ကျမကိုကျင်နာရွရစွာပွဲလေတင်လက်ထပ်ယူခဲ့တယ်ကျမကိုသစ္စာရှိလက်ကျွဲလောက်ကင်ကျွေးမွေးခဲ့တယ်ကျမလိုမိန်းမတစ်ယောက်ကိုဘာလို့ဒီလောက်မျက်နှိုးကျင်နာရခဲ့လဲဆိုတာကျမတကယ်မသိပါဘူးကျမမှာတော့သူ့မြတ်တာထူလက်ချိုင်းမှုအောင်မှာအားအင်တွေပြည့်ဖြိုးခဲ့ရတယ်။ကျမရဲ့မိသားစုဘဝကလေးဟာနွေးနွေးထွေးနဲ့လုံခြုံမှုလည်းရှိခဲ့ရတယ်။တနေ့ကုန်ပွဲရုံမှာပင်ပန်မန်အလုပ်လုပ်ပြီးမှရလာတဲ့ငွေစကလေးတွေကိုအရက်မတော့ဖဲမရိုက်နဲ့ကျမလက်ထဲကိုသူ့အကုန်အပ်ရှာတယ်။တခါတလေသူ့အလုပ်ထဲကိုကျမထမင်းလိုက်ပို့ရင်မင်းကလည်းကွာလိုက်မလာပါနဲ့ဆိုတာမရဘူး
အကိုစီထဲမှာတင်တစ်ခုခုဝယ်စားလိုက်ရင်ပြီးတာပါပဲမင်းတစ်ခုခုဖြစ်သွားမှပို့ဆိုးနေမယ်အဲ့ဒါလို့ဂယုနာတော်တော်ကလေးနဲ့ပြောတော့ကျမမှလက်ရည်ဝဲရပါသေးတယ်ကျမကလည်းစားကောင်းတော့ဖွယ်ကလေးချက်တဲ့နေ့တွေမှာသူ့ကိုစားစီခြင်းတဲ့စေတနာနဲ့မို့လိုက်ပို့မိတာပါသူ့ကိုကျမနဲ့ပတ်သက်ပြီးတစုံတရာအဆက်ရသွားမှသိဆိုးပါတယ်သူ့မိဘသူ့အပေါင်းအသင်းတွေရဲ့စကားတွေကိုကျမနာနဲ့အကြိမ်ကြိမ်ကြားခဲ့ရတာပဲလေဒီမိန်းမရှေ့တစ်ဖက်မပါလို့သာတော်တော့တယ်ငါသားလိုယောက်ျားမျိုးရအောင်ယူနိုင်တာမူရမာယာဘလောက်များနေမှန်းမသိရနွားကြီးကတော့လှုပ်ကြွေးပေအောင်ပေါ့မင်းကွာမိန်းမရှာလုံးလို့ရှေ့တုကြီးစတာနဲ့မိန်းမကိုမှယူရတယ်လို့စက်တည်ရင်မရှိအကိုရဲ့သူတို့ပြောတာတွေကအမှန်နေကြည့်ပဲမို့ကျမဘာများခွန်းတုံးပြနိုင်ပါတယ်လေကျမကိုပြစ်ပြီးသွားပါတော့လားကျမကိုမုန်းမေးပြစ်လိုက်ပါတော့လားအခုတော့အကိုရဲ့ယောက်ျားပိသားလိုတဲ့စိတ်သက်ဆောင်များကျမလိုဒုက္ခိတကိုပေါင်းသိနေလေရောသလားအကိုဟာကျမရဲ့ဝစ်ကြွေးမကင်းရှာလေရောသလားကျမကိုအကိုသိချင်မှန်းသိလေကျမဘက်ကသိခံစားရလေပါပဲတစ်ဖက်တစ်လမ်းကမိသားစုဝင်တော့ဝင်ဖို့ကိုကျမကုမထမ်းနိုင်ခဲ့ဘူးအကိုရှာပေးတဲ့ငွေကလေးနဲ့ဈေးဝယ်တာသမီးနဲ့သားကြောင်စရိတ်ကိုလောက်ငှတယ်ဆိုရုံကလေးသုံးသက်ဆွဲတတ်တာကလွယ်လို့ကျမဘာမှအသုံးမကျခဲ့ဘူးမောမောပန်ပန်နဲ့အလောက်ကပြန်လာတဲ့အကိုကိုဒီကလေးတစ်ခွက်ခတ်ပြီးအနားမှာထိုင်ရက်ခတ်ပြီးတတ်တာကလွယ်ပြီးကျမဘာမှမတတ်နိုင်ခဲ့ပါဘူးအလောက်ကပြန်လာတဲ့အကိုကပဲရေခတ်ရတယ်ချင်းခွဲရတယ်ကျမရှက်ပြုတ်ထားတဲ့ထမင်းဟင်းကိုမငီးမညိုစားချတယ်တခါတလေကျမများရေရင်းဘက်အဝတ်သွားလျှော်မိရင်အကိုကစုလို့မဆုံးတော့ဘူးလေရေရင်းကရေညှိတွေနဲ့ကွာပြီးတော့မင်းကဘယ်နှပုံးများငင်းနိုင်မှာမို့လို့လေအကိုပြန်လာမှရေခတ်ပေးပါမယ်အိမ်မှာပဲလျှော်ပါကွာနောက်အဲ့ဒါလိုရေရင်းမှာသွားလျှော်ရင်မင်းနဲ့ငါတွေ့မယ်အဲ့ဒါလိုကျိန်းတက်မောင်းတက်ပြင်မဲ့လို့ကလေးနှစ်ယောက်ရတဲ့အထိကျမကိုဒေါသနဲ့ဆိုလက်ဖြားနေတာမထိဘူးပါဘူးသူကျမကိုတခုခုဖြစ်မှာဆိုးရှာလုံးလို့လေဒါရီတိလေကျမဝမ်းနေရလေပဲအကိုကြီးကျမကိုဘာလို့များအကိုဖျားပြီးအိပ်ရတဲ့ဘုံဘုံလဲတဲ့နေပြီဆိုကျမမှာရှေ့မကင်မိလက်မကင်မိပါအကိုတကူလုံးပူချစ်နေတာထက်ကျမရှင်တွေကအပူကပို့လို့ဆိုပါသေးတယ်အကိုအလုံးမလုံးနိုင်တော့ကျမတို့မှာဝင်ငွေမရှိတော့ဘူးလေဝင်ငွေမရှိတော့အကျွေးတင်မယ်အကျွေးတင်တော့ဘသူဆက်မှာလဲအကိုပဲနှစ်ဆတူပင်ပန်းသွားရတာပဲအဲ့ဒီအခါကျမစိတ်ထဲမှာငါအလုပ်တစ်ခုခုလုံးမဖြစ်မယ်လို့အတွေးဝင်မိပေမဲ့ဘာလုပ်ရမှန်းလဲမသိပါဘူးကျမမှာသူများလိုတီးနိုင်လွှားနိုင်တာလည်းမဟုတ်ရှေ့နဲ့ချောင်းတဲ့လူတွေတောင်အလုပ်တစ်ခုအပေါ်မှာစုံရက်နိုင်ဖို့ခဲရင်နေတတ်တော့ကျမလိုရှေ့တစ်ချောင်းနဲ့သူကဘာကိုများတွေ့ကုတ်ထားနိုင်ပါတယ်လေကျမကိုကျမအားမရလိုက်တာလေအကူကတော့အကျင့်သိက္ခာကိုရင်းနေပြီးကျမလက်ထဲကိုငွေရှိပြီးထည့်ပါတယ်မင်းတို့သားမိတွေသုံးအကိုကတော့ကြနေကောင်းသွားမှာပါဆေးထိုးရမှာအကိုကြောက်တယ်ကွတတိကောင်းတဲ့အကိုကဆေးထိုးရမှာကြောက်တတ်တယ်ဟုတ်ပါမလားဆေးမထိုးဘဲနဲ့ပျောက်ပါမလားအကိုရဲ့လို့ကျမကစွတ်အတင်းဆေးထိုးခိုင်းရတယ်အကိုဆေးမထိုးရင်ကျမဘာမှမစားဘူးလို့စိတ်ကောက်ပြရတယ်ဒီတော့မှအကိုကဆေးကန်းကိုသွားတယ်အကိုတစ်ပတ်လောက်ဆက်ဖြားနေရင်တော့ကျမတို့မှာကျွေးရီအများကြီးပိုင်ဆိုင်လာပြီပေါ့အကိုအလုပ်ပြန်ဆင်းလို့ရလာတဲ့ငွေကိုကျမကစွကျစ်သိမ်းထုတ်ပြီးအကျွေးဆက်တယ်ကျမတို့ဟင်းကောင်းကောင်းရှက်မစားဘူးဒါပေမဲ့အကိုနဲ့သားသမီးတွေကိုတော့ချော့မကျွေးပါဘူးကျမအစားလျှော့စားတာပေါ့ဒါကိုအကိုသိသွားရင်ကျမကိုစူတော့တာပေါ့မင်းအစားလျှော့စားလို့လဲဒီအကျွေးတွေကတခါတည်းကြေသွားမှာမဟုတ်ပါဘူးကွာမင်းပိုစားလို့လဲမဆက်နိုင်မရှိပါဘူးငါယောက်ျားပါမင်းအဲ့ဒါလိုလုပ်ရင်ငါစိတ်ဆင်းရဲရတာပဲရှိမယ်စားစမ်းပါကွာထမင်းလုပ်ကိုစွကာနေဖက်နေတဲ့ကျမစလုံးလေးကိုအကိုကထမင်းနဲ့ဟင်းတွေစွတ်ထည့်ပေးတယ်ကျမလဲစားလို့ဝင်ပါမလဲအကိုကထည့်ပေးလေကျမမစားနိုင်လေပဲဘ
ဘာမှမသိရှာတဲ့ကလေးနှစ်ယောက်ကတော့ထမင်းဝတာနဲ့စော့ကြတော့တာပဲကျမနဲ့အကိုသာတယောက်မျက်နှာတယောက်ကြည့်ရင်မျက်ရည်ဝဲခဲ့ရတယ်လေကျမများနေထိုင်မကောင်းဖြစ်ခဲ့ရင်တော့အကိုမှပြလို့ပါစေးတိုက်ရထမင်းဟင်းချက်ရပြီးတော့အလုတ်သွားရအလုတ်ကပြန်လာရင်လေကျမနှစ်ဖူးကလေးဆန်းပြီးကိုသိမ့်မပူတော့ပါဘူးနေကောင်းသွားမှာပါရော့ဒါလေးစားလိုက်အောင်တော့ဆိုပြီးတယူတရာပြူစုတက်ပြန်တယ်မိမသားရီအခုလင်းယောက်ျားရဲ့ပြီးကန်းစွန့်ကြဲမှုဟာအတိုင်းအဆမဲ့တယ်ဆိုတာအမှန်ပါပဲလားအကိုရဲ့အကိုတို့ပွဲရုံကအလုံနာတဲ့ရက်ဒီမှာအကိုကဖျားသွားဖို့ဒါမှမဟုတ်ရုပ်ရှင်ကြီးကိုကျမကိုခေါ်တတ်တယ်အကိုခေါ်တိုင်းကျမငင်းခဲ့ရတာရှိပါပဲတခါတော့ကဖျားသွားကြတော့ကျမကိုလူတွေကဝိုင်းကြည့်ကြတယ်ကျမရှက်ရတာထက်အကိုမျက်နှာကြီးညီရဲနေရတာကိုကျမသနာခဲ့ရတယ်ပြီးတော့မကြားတကြားစကားတွေကကျမအသေးဆိုင်ကိုစူးတွေနဲ့ဝိုင်းချစ်ကြသလိုနာကျင်လိုက်ရပုံများဟောကြည်စမ်းမိမကရှေ့တုကြီးနဲ့တော့ယောက်ျားကတနာကမနဲ့လိုက်လဲမလိုက်ဘူးအကိုမျက်နှာပခနဲ့ဖြစ်သွားတာကိုကျမမြင်လိုက်ရတယ်အဲ့ဒီကလေးကလေကျမလေးအကိုနဲ့တွဲပြီးအပြင်မထွက်တော့ဘူးညားကစားကလည်းရှက်လွန်းလို့အကိုနဲ့တွဲမလျှောက်ရဲခဲ့ဘူးကလေးနှစ်ယောက်ရတော့လေကျမရဲ့တိမ်ငယ်စိတ်ကြောင့်အတူတွဲသွားဖို့မဝင့်မရဲဖြစ်ခဲ့ရတယ်ကျမဟာအကိုနဲ့ဘလို့မှမထိုက်တန်တဲ့မိန်းမပါအကိုရဲ့ဘလို့ကံကျမဆိုးကများအကိုအပေါ်မညာမတာပြုတ်ရတာပါလေအကိုကျမကိုစိတ်ပြတ်သွားရင်ကောင်းမှာပဲကျမကိုပြစ်ပြီးအကိုနဲ့ထိုက်တန်တဲ့တခြားမိန်းကလေးတစ်ယောက်ကိုလက်တွဲသွားပါတော့လားကလေးနှစ်ယောက်ကိုလက်ဆွဲပြီးကျမလေးအမေတို့အိမ်ဆင်းသွားမှာပေါ့အကိုကိုညတာတသားလုံးစွာတွေးမိပေမဲ့အကိုဖောက်ပြန်ပြီးကျမတို့သားမီးတွေကိုကြစ်သွားမှာသိမလောက်ကြောက်ခဲ့ပါတယ်တခါတလေအကိုများဖောက်ပြန်နေမလားလို့မိမသားပြီးအကဲခတ်မိပါသေးတယ်ဒါပေမဲ့ကျမတွေးပူမိသလိုတစ်ဆက်ကလေးမှမဟုတ်ခဲ့ဘူးနော်သားနဲ့သမီးကိုတိတ်ချစ်ကြတဲ့အကိုရဲ့လေပွဲရုံပိုင်ရှင်တွေကသူတို့သားသမီးတွေရဲ့အဝတ်အစားအကြအနာကလေးတွေကိုစွန့်ကြဲတာမျိုးတောင်အကိုလက်မခံဘူးလူမရှမ်းသာရင်လဲနေပါစေကွာငါသားသမီးတွေကိုသူများအကြအနာတော့မစင်ကျင်ဘူးမရှိမဲ့ရှိမဲ့ကြားကအကောင်စားမဟုတ်ပေမဲ့အသစ်ဆက်ဆက်ကလေးတွေကိုပဲအကိုကဝယ်စင်တယ်အစားအသောက်ဆိုလဲသားသမီးမကုံတာကျမမစားကျင်တာတွေကိုပဲရွေးစားရှာတယ်အကိုရဲ့ကျမဘူးကောင်းလို့စင်ခံရပါတယ်ကျမရဲ့မိသားစုဘဝကလေးကိုကျေနပ်ပါတယ်ကျမသိရင်အကိုလေးဒုက္ခိတမတယောက်ကိုပေါင်းဖက်လှုပ်ကြွေးသမှုပြုနေရတဲ့ဝစ်စင်ရဲ့ကလွတ်မြောက်မှာပါကျမမရှိတော့ရင်အကိုနဲ့ထိုက်တန်တဲ့တခြားမိန်းမတယောက်ကိုအိမ်အောင်ပြုလိုက်ပါကျမခွင့်ပေးပါတယ်သားနဲ့သမီးကိုတော့ဖះကျမရင်ထဲကိုအလုံးကြီးတစ်လုံးစောင့်ဝင်လာတာလို့ရင်ဝကိုဓာတ်နဲ့ထက်ချန်ခွဲလိုက်တယ်လို့ဘာမှမသိတဲ့ဝေဒနာတွေကနှလုံးသားကိုဖိစီးလာတယ်အကိုဘေးနာကရှေ့သက်မကြားအောင်ခပ်ဖွားဖွားကလေးပြန်ချောက်လာခဲ့တယ်အကြာကြီးရက်မိနေလို့ထင်ပါရဲ့ကျမရဲ့ရှရောက်တွေရှရောက်တစ်ဖက်ထုံကျင်လို့နေတယ်အနားမှာရှိတဲ့အိမ်တိုင်ကိုနှိမ့်နဲ့ထိန်ကန်ရင်ကျမတို့အိယာဘက်ကိုလာခဲ့တယ်ရှနောင်ကိုအตาကလေးမှကြည့်လိုက်တော့နှစ်ချိုက်ချိုက်အိပ်ပျော်နေကြရှာတဲ့သားနဲ့သမီးရဲ့အသက်ရှူသံတွေကိုကျမကြားနေရတယ်ဟေးသူတို့အမေကရှေ့တုကြီးနဲ့ကွာလမ်းလျှောက်တာကဟော့တလို့လေကျမရဲ့သားနဲ့သမီးကိုသူတို့ကြောင့်ကတငယ်ချင်းတွေကအမြဲပြောင်းမှောင်တကြတယ်ကလေးတွေထမင်းစားကြောင်ဆင်းချိန်မှာရှေ့တုကြီးကိုစကာနဲ့ထမင်းပို့လာတဲ့သူတို့အမေကျမအတွက်သူတို့ရှက်ကြရှာတယ်ကျမမှာတော့ကလေးတွေကိုထမင်းကျွေးပြီးတဲ့နောက်တောင်အိမ်မပြန်နိုင်သေးပါဘူးကျောင်းပြန်မတက်မရှင်းကျောင်းသားကလေးတွေကြားမှာစော့ကစားနေတဲ့ကျောင်းဝတ်စုံကလေးတွေနဲ့သားနဲ့သမီးကိုရှုမငင်းနိုင်ခဲ့ဘူးမိမိကျောင်းကိုထမင်းလာမပို့နဲ့တော့နော်
သမီးတို့ဟာသမီးတို့ပြန်စားမယ်တငယ်ချင်းတွေကမမေကိုပြောင်ကြတာသမီးရှက်တယ်မျက်ရည်လေးကလဲကလဲနဲ့သမီးကြီးကပြောရှာတယ်ချစ်ပါမလားကလေးတို့ရဲ့ကျောင်းကအဝေးကြီးပြီးတော့ကားလမ်းမကြီးကိုဖြတ်ပြီးပြန်ရသွားရတာမမေစိတ်မရှာနိုင်ဘူးသမီးတို့မကြိုက်ပေမဲ့လည်းမမေကျောင်းကိုလိုက်မလာပဲမနေနိုင်ခဲ့ဘူးထမင်းဟင်းပူပူနွေ့နွေ့ကလေးကိုဂျိုင်ကလေးနဲ့ထည့်ပြီးဒေါ်လေးကြီးကျမကလေးတွေကိုထမင်းသွားကျွေးမလို့အိမ်ဘက်ခဏလှမ်းကြည့်ပေးပါနော်လို့မှာပြီးကျောင်းကိုထမင်းသွားပို့ရတဲ့နေ့လယ်12နာရီတိတိအချိန်ဟာကျမရဲ့တနေ့တာအတွက်တစ်ချိန်နေတော့အိမ်ပြင်ထွက်ခြင်းပါပဲမွန်းတဲ့နေဘူးအောက်မှာထမင်းဆိုင်တစ်ဖက်ရေဘူးတစ်ဖက်နဲ့ကျိုးနှင်းရှောက်လာရတဲ့အခါလောက်ကျမပြောတာမရှိပါဘူးနှစ်ဖိုးပြင်မှာတဲဦးနေတဲ့ရွှေစာတွေနဲ့ကျောင်းပွားဝါကနေကျောင်းဆင်းခေါင်းလောင်းတန်ကိုစောင့်မျှော်ရင်းကလေးတို့စာရှာရော့မယ်လို့ခံစားနေရတာလေးကိုပဲကျမကြည့်နူးနေမိတာပါကျမကိုမြင်တာနဲ့ကျောင်းသားလေးတချို့ကခြေထောက်ထော့ပြီးလောင်ပြောင်သွားတတ်ကြတာလဲမြင်မိပါရဲ့ကျမမှာငငယ်ကလေးကအဲ့ဒါလိုလောင်ပြောင်ခံခဲ့ရတော့ကျမအဖို့တော့မဆန်းလှပါဘူးကျမကျောင်းနေတုန်းကဆိုဒီလိုပြောင်ရပါမလားဆိုပြီးစိတ်တူတူနဲ့ပြေးလိုက်ဖူးတယ်ပြေးတဲ့လူကရှေ့နှစ်ချောင်းနဲ့အားရပါးရပြေးနိုင်ပေမဲ့ကျမကတော့မလိုက်နိုင်ပါဘူးဒေါသအချိန်နဲ့ပြေးလိုက်မိလို့ခြေတုကြီးပြုတ်ပြီးဒလိမ့်ခောက်ပြီးလဲကျသွားခဲ့ရတာလေအခါခါသူတို့ကိုမလုံလိုက်ရတဲ့အခါကျမဒေါသဟာခြေတုကြီးကိုပဲစုံထုထုငိုရတော့တာပါပဲကျမရဲ့အကိုတွေအမတွေကခြေတုကြီးဝှက်ထားလို့ငိုခဲ့ရတာလဲအကြိမ်ကြိမ်ပဲစေယုံကိုခဏခဏသွားပြီးခြေတုကြီးလဲရတာကလည်းအခါပါပဲအပြိုစင်ဘဝချက်သွေးကြစားအရေးမှာဟော့ဒီခြေတုကြီးကြောင့်ဝဲလန်းတပင်အပြင်လောကဆိုတာမထွက်ခဲ့ရပါဘူးဒါပေမဲ့ဒီခြေတုကြီးကြောင့်ကလေးတို့အဖေနဲ့ဥစာဆောင်ခဲ့ရတာပေါ့စာအုပ်ဆိုင်ကစာအုပ်ငှားပြန်လာတဲ့ကျမလမ်းအကွေ့မှာအကိုစပိန်နဲ့တိုက်မိပြီးရှေ့တုကြီးမြင့်စင်သွားခဲ့တယ်။ရှေ့ထိပ်တစ်ခုလုံးပွန်းပဲဆုပ်ပြတ်သွားပြီးကျမကိုဆေးရုံတင်လိုက်ရတယ်။ဆေးရုံပေါ်မှာ2ပတ်လောက်နေလိုက်ရပြီးအကိုနဲ့တန်ရောစင်ဖြစ်ခဲ့ရတာပါ။ဒီလိုသာအကိုနဲ့အကြောင်းမပါခဲ့ရင်သားနဲ့သမီးတို့ဟာတခြားမေမေတယောက်စီမှာရှိနေမှာပေါ့နော်။အဲ့ဒါလို့အတွေးဝင်တိုင်းကျမငိုမိပါတယ်။ကျမရဲ့ရင်သွေးကလေးတွေကိုတခြားသူရဲ့လက်ထဲမှာရှိမနေစေချင်ပါဘူး။ကျမကိုယ်တိုင်ကျမဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာကိုပဲကျမကြည်နဲ့နေတယ်။သမီးကြီးမွေးလာတော့ချောလိုက်တာတဒုံတခဲကြီးဖြူဖြူဖွေးဖွေးဝဝကစ်ကစ်နဲ့ချစ်စရာကောင်းတဲ့သမီးကိုလက်ကမရှာပွေပိုက်ထားမိတယ်။အကိုကဆိုယူလူလေအမေတူသမီးလေးဆိုပြီးသမီးကိုနန်းတိုင်းကျမကြည်နူးခဲ့ရတယ်။သားကလေးမွေးပြန်တော့လေအကိုကအမေတူသားလေးတဲ့ကျမကလေးတွေဟာကုသိုလ်ကံတဝက်ကောင်းပြီးတဝက်မကောင်းဘူးလို့ပြောရမလားပဲ။အကိုရောကျမပါတိမ်ဖြင်းတဲ့လူဒန်းစားတွေကမဟုတ်ကြပါဘူး။နှစ်ဖက်မိဘတွေဟာကိုအိုးကိုအိမ်နဲ့တင့်တဲနေထိုင်စားတောက်နိုင်ကြသူတွေပါ။ကျမမှသာမွေးရပါအားနည်းချက်ကြီးကြောင့်အခုလိုဘဝမျိုးဖြစ်နေရတာလေကျမဖြေမစည်းနိုင်တဲ့နေ့တစ်နေ့ကိုကလေးတွေကတည်ဆောင်လာခဲ့ကြတယ်အဲ့ဒီညနေကကျမတိတ်နေမကောင်းလို့အိပ်ရာထဲခွေနေမိတယ်မျက်လုံးမှိတ်ပြီးမိန်နေရင်ကမိကနေအိပ်ပျော်သွားတော့တာပါကျမနားရဲကိုငိုချိုက်တန်တွေစီးဝင်လာမှလန့်နိုးသွားခဲ့ရတယ်ဟင်းသမီးဘာဖြစ်လို့ငိုတာလဲအိုးသားရဲ့မျက်နှာမှာလဲချစ်ရာတွေနဲ့ဘာဖြစ်လာကြတာလဲကွယ်မိကိုပြောကြစမ်းပါအောင်ကလေးတွေဟာကျမမေးတာကိုမဖြေကြပါဘူးမျက်ရည်တွေစွတ်နေတဲ့သူတို့ရဲ့မျက်လုံးအကြည့်တွေဟာနယံမှာထောင်ထားတဲ့ကျမရဲ့ရှေ့တုကြီးစီကိုရောက်နေကြတယ်။ရန်ဖြစ်လာကြတာလား။သားကခေါင်းငိမ့်ပြတယ်။သမီးနဲ့သားကြားမှာကျမဝင်လိုက်ရင်ဘလို့ဖြစ်တာလဲမမေကိုပြောပြကြပါအောင်။သမီးကမျက်တောင်ကော့ကြီးတွေကိုပုတ်ခတ်လုပ်ရင်းမမေကိုပြောင်လို့မောင်လေးကခဲနဲ့ထုလိုက်တာအဲ့ဒီကောင်လေးရဲ့အမေကမောင်လေးကိုအင်္ဂါမစုံတဲ့မိန်းမရဲ့သားတဲ့ဟင့်
အိုးကျမကောင်းနဲ့မိုက်ခနဲဖြစ်သွားတော့တယ်လူတွေဟာလည်းတဲ့ခတ်ကြပါလားသူတစ်ပါးရဲ့အားနဲ့ချက်ကိုမှသားကြောင်းမနေတော့ဘူးမေမေသားကပခုံးမှာဆွလဲတိုင်းလွယ်ထားတဲ့လွယ်အိတ်ကိုချုပ်ပြီးလွှင့်ပစ်လိုက်တယ်သမီးလည်းကြောင်းမနေချင်တော့ဘူးကျမတကိုယ်လုံးကျင်စက်နဲ့အတုခံလိုက်ရသလိုထုံခဲသွားတယ်ရှင်ထဲမှာမောဟိုက်လာတယ်နှလုံးကုန်ချက်တွေကစီးလို့ဝါလို့မျက်ရည်တွေကပိုးပိုးပေါက်ပေါက်ကျမအမြင်တွေမှုံဝါပြီးလဲကျသွားတော့တယ်ကျမတတိယလာတော့အကိုရောက်နေပါပြီသားနဲ့သမီးကိုရိုက်တဲ့အတန်းကလေးတွေရဲ့ငိုတန်အားလုံးဟာကျမအတွက်ကဘာပြတ်နေသလိုပါပဲနင်တို့ကိုဝမ်းနဲ့လဲပြီးမွေးခဲ့ရတာအမေဟာမအေးစိတ်ဆင်းရအောင်လုပ်တဲ့ဟာတွေကဲဟာတော်ပါတော့အကိုကလေးတွေမှာအပြစ်မရှိပါဘူးသူတို့ရှက်ကြမှာပေါ့ကလေးတွေကိုမရိုက်ပါနဲ့တော့ကလေးတွေကိုရိုက်မယ်အစားကျမကိုသာတက်ပစ်လိုက်ပါအကိုရဲ့ကျမကပြောတော့အကိုကကလေးတွေကိုဆက်မရိုက်တော့ပါဘူးအကိုဟာကျမကိုနားအလဲဆုံးသူလေကလေးတွေကျမကိုချစ်တာကျမအကျွမ်းမဲ့ယုံကြည်တယ်ခုချိန်မှာသူတို့ရှက်ရကောင်းမှန်းသိလာကြပြီစိတ်ဆိုးတဲ့အရွယ်ရောက်လာကြပြီဒီထက်အရွယ်ရောက်လာရင်ကျမအတွက်နဲ့ပို့ပြီးအရှက်ရပို့ပြီးစိတ်ဆင်းရဲရရှာတော့မယ်ဒါကြောင့်မမေသိချင်တာသားနဲ့သမီးရဲ့မမေသိရင်ဟော်ဒီဒုက္ခိတမကြီးရဲ့ကလေးတွေလို့ဘသူကမှလက်ညှိုးထိုးပြနိုင်ကြတော့မှာမဟုတ်ပါဘူးသေတော်သူကြာရင်မေ့တဲ့ခွေသမီးနဲ့သားရဲ့ပါးပြင်ကလေးတွေကိုနောက်ဆုံးအကြိမ်အဖြစ်ကျမအားရပါရနမ်းချိုက်လိုက်တယ်မလွတ်တမ်းဝိဖတ်ထားမိရဲ့ဒါပေမဲ့ကျမမှာအားရနှစ်သိမ့်ခြင်းမရှိပါဘူးအတိုင်းအစားမဲ့နာကျင်ခြင်းတွေနဲ့မျက်စိကိုစုံမိတ်ပြီးရှနှောင်ရှာပစ်လိုက်တယ်ရှေးကိုဖော့နှင်းပြီးခေါင်းရင်းခမ်းဘက်ကိုကျမလျှောက်ခဲ့တယ်စပွဲပေါ်ကမိကျစ်နဲ့ဖျောင်းနိုင်ကိုဆမ်းပြီးထွန်းလိုက်တော့အမှောင်ပြေရော့သွားတယ်ဖျားစင်ထမှာရှိနေတဲ့ဖျားပန်းဝတွေနားမှာဖျောင်းနိုင်ကိုတင်လိုက်တော့ဆွတ်ဆွတ်ဖြူနေတဲ့ကြောက်စင်းတို့ဖျားရှင်ရဲ့နက်မှောင်ကြည်စင်နေတဲ့မျက်လုံးတော်ကအယောင်တွေတဖိတ်ဖိတ်လက်လို့ဖျားချင်းကိုအာယုံဖြူရှိခိုးဖို့ကျမရဲ့ရှေ့တို့ကြီးကိုရှုပ်ပြီးကြမ်းပြင်ပေါ်ရှာထားလိုက်တယ်ကျမရင်ထဲမှာရှိသမျှအရာအလုံးကိုမေ့ပြောက်ပြစ်နိုင်မှုဖျားချင်းရဲ့လေးနက်တည်ငြိမ်တဲ့မျက်နှာတော်ကိုဆူဆူဆိုင်ဆိုင်အာယုံပြူရင်တခုတည်းသောစုကိုသာကျမတောင်းလိုက်မိပါတယ်ဖျားတပည့်တော်မှာမရှိသည့်နောက်မှာလင်သားနှစ်သားသမီးများဖျားတပည့်တော်မှာနဲ့ပတ်သက်သမျှအရာအလုံးမေ့ပြောက်နိုင်ကြပါစေဖျားပြီးတော့အကိုရှိရဘက်ကိုလှည့်ပြီးကျမကတော့လိုက်တယ်ကျမကိုခွင့်လွတ်ပါအကိုကျမရင်ဘတ်ကြားထဲမှာထည့်ထားတဲ့အစိတ်ပလင်းကိုဆွဲထုတ်လိုက်တယ်ကျမအသက်ကိုဆွဲထုတ်ပြီးကျမဘဝကိုအလွှာရှားပြစ်မဲ့အစိတ်ပလင်းလေးပလင်းကိုတစ်ချက်စိုက်ကြည့်ပြီးတော့ဖျောင်းနိုင်မိကိုငိမ့်ပစ်လိုက်တယ်ကျမရဲ့တကိုယ်လုံးအမှောင်ထဲထိုးကျသွားသလိုပါပဲညရဲ့လေတိုးတန်ကနားထဲမှာတဝဝဆူညံလို့ကျမရဲ့စိတ်တွေကလည်းတမလွန်နဲ့ပစ္စုပန်ကြားမှာလွန်းလွန်းလှုပ်ရှားလို့ဖျားစင်ပေါ်ကအိမ်မြောင်ဆုပ်ထိုးတန်ကစုခနဲ့မြည်သွားတယ်ထိတ်ခနဲ့ရင်ခုန်သွားတဲ့ရင်ကိုလက်နဲ့ဖိရင်အစိတ်ပလင်းကိုစမ်းဖွင့်လိုက်တယ်မျက်စိကိုစုံမှိတ်လိုက်တော့အကိုရဲ့အကျဉ်းသားမျက်ဝန်းတွေနဲ့သမီးနဲ့သားရဲ့အပြစ်ကင်းစင်တဲ့မျက်နှာကလေးတွေပေါ်လာတယ်ခေါင်းကိုခါရမ်းပြီးကြွက်သားတွေကိုဖိညှစ်ပစ်လိုက်တယ်ဖျားချင်းကိုအာယုံပြုမေမေသားရဲ့အတန်ပဲသားနိုးလာတာထင်ပါရဲ့အစိတ်ပလင်းကိုစုပ်ထားတဲ့လက်တွေဟာတဆက်ဆက်တုံရင်လာတယ်မနဲ့လင်းလို့ကလေးတွေနိုးလာရင်သူတို့အမေကိုရှာကြတော့မယ်တည်နေတဲ့သူတို့အမေရဲ့အလောင်းကောင်ကြီးကိုမြင်လိုက်ရရင်ကလေးတွေဘလို့နေကြမလဲအကိုကရောကျမရင်ထဲမောဟိုက်လာတယ်ခဏနေတော့အရာအလုံးဟာတိတ်ဆိတ်သွားပြန်တယ်ကျမဘာဆက်လုပ်ရမလဲအိုးငါဆုံးဖြတ်ချက်ချပြီးသားပဲအကောင်ဆုံးနီလန်းကိုရွေးချယ်ပြီးသားပဲငါတေမှဖြစ်မှာငါတေသွားမှအေးမှာဒီတခါတော့ကျမဟာဘာကိုမှရှေ့ဝေးစဉ်းစားမနေတော့ပဲအစိတ်ပလင်းကိုနှက်ခမ်းဝါမှာတိတ်လိုက်တယ်။အိုးကျမရင်ထဲမှာဟာတာနဲ့
တစုံတစ်ခုလိုနေသေးသလိုခံစားနေရတယ်တစုံတစ်ခုဟုတ်တယ်အဲ့ဒီတစုံတစ်ခုဟာကျမတစ်သက်လုံးကျမအပေါ်လွှမ်းမိုးဖက်တွယ်နေခဲ့တဲ့ကျမရဲ့ရှေ့တူကြီးပဲပေါ့အစိတ်ပလင်းကိုရှာပြီးရှေ့တူကြီးကိုအမှောင်ထဲမှာဆန်းယူလိုက်တယ်ကျမရဲ့ရှေ့တူကြီးဟာအသက်မရှိသလိုအေးဆက်တောင့်တင်းလို့သူဟာပင်ကိုအားဖြင့်အသက်မဲ့နေပေမဲ့လည်းဒီရှေ့တူကြီးဟာကျမအတွက်တော့အသက်ရှိနေတဲ့ရှေ့တစ်ဖက်လေးငါတည်သွားရင်ကောလောကကြီးမှာငါဆိုတာမရှိတော့ရင်လေဘာအသုံးကြအောင်မှလဲငါဟာအသက်မဲ့နေတဲ့ဟော်ဒီရှေတူကြီးလို့ပဲဘာမှအသုံးဝင်မှာမဟုတ်ဘူးငါဆိုတာရှိနေသေးရင်တော့ဟော်ဒီရှေတူကြီးလို့ပဲအသုံးဝင်နေအောင်မှာမဟုတ်လားဟုတ်တယ်ငါဟာရှေတူကြီးတစ်ဖက်ပဲဒါပေမဲ့အသုံးဝင်နေသေးတာပဲရှေတူကြီးကိုကင်ပြီးကျမစဉ်းစားနေစဲမှာပဲအရှိစီကရောင်နီတွေလာနေလောက်ပြီးထင်ပါရဲ့လောကကြီးကိုအလင်းနေပေးမဲ့နေမင်းကြီးဟာမှောင်မိုက်တဲ့ညကိုအလှည့်ပေးပြီးလို့နေ့တစ်တဖန်မွေးဖွားဖို့ရောက်လာခဲ့ပြန်ပြီကောလောကကြီးကိုယ်တိုင်တော်မှထာဝရအလင်းကိုမပိုင်ဆိုင်ရချဘူးမှောင်တဲ့အခါမှောင်လင်းတဲ့အခါလင်းရသေးတာပဲကြောင်နီတွေဟာအမှောင်ထဲကနေအံ့ကြလာတယ်အိမ်ကောင်းရင်းကလင်းကျက်တော်တန်ဟာကျမနေ့စဉ်ကြားနေကြအတိုင်းပဲပြပြတတ်တာကြီးတွန်လိုက်လို့မနဲ့လင်းတော့မှာပါလားမနဲ့လင်းရင်အကိုအလုပ်သွားရအောင်မယ်သမီးနဲ့သားတို့ကြောင်းသွားကြရအောင်မယ်သူတို့အတွက်ကျမမှာလုပ်ပေးရမယ့်တာဝန်တွေဝတ္တရားတွေဂရုဏာတွေမေတ္တာတွေကျမဘာမှမစင်စားနေတော့ပါဘူးခြေတူကြီးကိုခက်မြန်မြန်ပဲကောက်ဆွလိုက်တယ်တောက်ရှေတူကြီးကအစိတ်ပလင်းကိုတိုက်ချလိုက်တဲ့အတန်ပဲအခုတော့အစိတ်ရည်တွေဟာကျမ်းပြင်ပေါ်မှာတစစီဖိတ်အံကြလို့ဒါကိုအကိုမသိအောင်ကျမတန့်ချင်းဖြစ်ရအောင်မယ်လေကျမ်းပေါ်ကားရင်မဟုတ်ပါဘူးလေကျမစိတ်နှလုံးကိုပါတန့်ချင်းပြရတော့မှာပါအဆုံးထိနားဆင်ပေးကြသောစာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်